ဒီနေ့တော့လွယ်ကူပြီးတော့မြန်ဆန်တဲ့ကြက်ဥပုံရိပ်ဟင်းလေးချက်မှာဖြစ်ပါတယ်။အရင်ဆုံးစီပူထဲမှာကြက်သွန်နီနဲ့ကြက်သွန်ဖြူတို့ကိုစီတက်ပါမယ်။စွန်ကြောက်လေးတွေကိုပါထည့်ပြီးတော့စီတက်ပါမယ်။အရသာအတွက်စားလက်ဖက်စားစွန်းတစ်စွန်း၊ကြက်သားမုတ်လက်ဖက်စားစွန်းတစ်စွန်းတို့ကိုအသုံးပြုထားပါတယ်။ပုံရိပ်ကြီးကိုတော့ပြေဝသူကထုတ်တဲ့ပုံရိပ်ကြီးကိုအသုံးပြုထားပါတယ်။ပုံရိပ်ကြီးလေးတွေကိုထည့်ပြီးတော့ရောမွေပါမယ်။ဟင်းမြန်ချက်ဖို့အတွက်ရေအေးအစားရေနွေးကိုထည့်ပြီးတော့ချက်ပါတယ်။ရုပ်သီးစိမ့်နဲ့ကြက်ဥပြုတ်လေးတွေကိုထည့်ပြီးတော့မီးအေးနဲ့ဖုံးလေးအုပ်ပြီးတော့တည်ပေးထားပါတယ်။အခုဆိုရင်တော့လွယ်ကူမြန်ဆန်တဲ့ကြက်ဥပုံရိပ်ဟင်းလေးရပါပြီ။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။